2026 ခုနှစ်မှာအကောင်းဆုံးတွေဖန်တီးရရှိနိုင်ပါစေလို့ကျွန်တော်ကနှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကနေစပြီး2025ခုနှစ်ရဲ့နောက်ဆုံးနေ့ရက်လေးအတွက်တနေ့တာကဏ္ဍမှာဟောကိန်းလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။စိုးရိမ်စရာကိစ္စလေးတွေရှိနေတတ်တယ်။အလုပ်တွေအတွေးတွေများနေပြီးတော့ဘာလို့ရမှန်းမသိဖြစ်နေတတ်တယ်။စီစဉ်ထားတဲ့ကိစ္စလေးတွေမှာအစီအပြေအောင်လို့ဂရုစိုက်ပေးဖို့လိုအပ်တယ်။အစီအစဉ်လေးတွေပြတ်တက်တဲ့သဘောရှိလို့သတိထားပေးပါ။ကျမ်းမာရေးကိုလည်းတေချာဂရုစိုက်ပေးပါ2025တနှစ်တာလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့သမျှအရာအားလုံးကိုပြန်သုံးသပ်ဖြစ်လိမ့်မယ်နှစ်ဟောင်းကအငြိအကျွေးတွေကိုဖြည့်ဖြတ်ဖို့ကြိုးစားပါဒီနေ့အတွက်ဆောင်းရှောင်းမဲ့အရာကတော့အသုံးအဖြုံးကိုဂရုစိုက်ပေးပါမလိုအပ်ဘဲနဲ့ငွေတွေကိုမသုံးပါနဲ့ယုံကြည်မှုရှိနေပါစိတ်ကိုလန်းလန်းဆန်းဆန်းဖြစ်အောင်လို့ကြိုးစားပါLucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်နှစ်သစ်မှာရှင်လန်းကျမ်းမာကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်